ငါဖူးပြောပြမှာဒီနေ့အာဇာနည်နဲ့ပတ်သက်ပြီးတော့ဒါတို့နှစ်စဉ်နှစ်တိုင်းလုပ်နေတဲ့ကိစ္စတွေပဲတော်တယ်မှနေလဲလို့လောက်တာပဲဒါမဲ့တစ်ခုရှိတယ်ငါတို့ခေါင်းဆောင်ကြီးอ่ะတကယ်တော့ရှင်းပြောတာစပယ်ပန်းမဲကွာရင်မွေးပဲငါမျိုးတဲ့အမျိုးသားတွေကိုတော့လမ်းပြတာနော်လမ်းပြတာလဲတပိုင်းနောက်တစ်ချက်ကသူကိုယ်တိုင်အနစ်နာခံခဲ့ပြီးတော့နော်အဲ့ထက်ကစိုက်ပြီးတော့နော်ငါတို့အမျိုးသားတွေလုပ်ခဲ့တာရှိတယ်မြန်မာနိုင်ငံမှာနော်ရှင်းပြောမြန်မာနိုင်ငံမှာတော်လိုင်းရေးအဖွဲ့၄-၆ဖွဲ့ရှိတယ်ငါတို့ခေါင်းဆောင်တော့ရင်မွေးလို့ငါတို့ကသတ်မှတ်တယ်နော်သူတို့ကတော့ဒါတို့ခေါင်းဆောင်ကြီးကိုနော်အတောင်ညံသူကဖြစ်သွားပါဘူးတောင်ညံသူကဘာလဲတောင်ညံသူကဘဲကောင်းလဲနောက်သဘုံဆိုတာဘာအောင်စုလို့တာလဲမေးကျင်တယ်သူတို့မေးကျင်တာပါဟာဒီပြောတာဟုတ်တယ်မဟုတ်လားအဲ့ဒီမေးကျင်တဲ့အချက်လက်တွေကဘာကြောက်လဲငါတို့ကသဘုံမဟုတ်ဘူး48ဖေဖော်ဝါရီ17ရက်တည်းကနေပြီးတော့နော်တရားဝင်တို့ကမူလေးချက်ကိုကြိုက်ဆွဲပြီးတင်ပြတာနိုင်ငံသားတွေကတော့တို့ကရင်အမျိုးသားတွေနဲ့ဒီလူမျိုးတို့မျိုးအင်မတန်မှစီကန်းရှိတဲ့လူမျိုးလို့သတ်မှတ်တာသူတို့ကတို့ကိုနော်ဘယ်လိုသူတို့ကတို့ဘယ်လိုပြောတို့ကရင်တွေဟာအင်္ဂလိပ်နဲ့ချက်ရဲ့လက်ပါစီတွေဘာတွေရောတလူတော့သမုတ်လာနော်ပြောတာဒီနေ့တို့ကစစ်ကိုမလူလားပါဘူးနော်ဒါပေမဲ့တစ်ခုရှိတယ်ကွာဖတ်တီဒေါ်လာကြီးစတဲ့ပါတာမဟုတ်ဘူး63ခုနဲ့မှဒေါ်လာကြီးစလာတာနော်စလာတာသူတို့အကျန်းဖက်လို့မတရားညှဉ်းပန်းနှိပ်စက်လို့တို့လည်းနဲ့ဆွဲကြရတာနော်အဲ့ဒါဆွဲကြရပြီးတော့တိုက်ခိုက်တာပဲရှိတယ်ဒါပေမဲ့သူတို့မတရားသည့်အတွက်ကြောင့်မလို့တို့ဖိနှိပ်တယ်တို့တော်လန်တာတရားတယ်စစ်ကိုတော့မကြိုက်ဘူးစစ်ကိုမလို့လားပါဘူးဖတ်တီစောကပြောသလိုမြန်မာနိုင်ငံကြီးမွဲတာဘာကြောင့်မွဲလဲပြည်တွင်းစစ်ရှိလို့မွဲတာအဲ့ဒါကိုငြိမ်းချမ်းရေးလုပ်ဖို့အများဆုံးဆွေးနွေးပြီးတော့ဟိုနေဖြစ်တဲ့လှုပ်ဖို့သူတို့အပြုတ်တိုက်ရေးပဲလက်ကိုလုံးဝမခံဘူးအဲ့ဒီကဘာလဲဆိုတော့ပြောရင်တော့နည်းနည်းတော့ရိုက်နေကွာနေဝင်းခွေးသေးကောင်ဘုတ်ကြီးကနေပြီးတော့လှုပ်တဲ့ကိစ္စငါတို့ရဲ့အမျိုးသားကောင်းဆောင်စပယ်ကွာနော်ရေမွေးအဲ့ဒါလို့ပြောတစ်ဖက်သားတို့ပြောတာတော့မဟုတ်ဘူးတို့မြန်မာနိုင်ငံမှာပြန်ကြည့်တို့တိုင်းရင်းသားတွေကိုသတ်ဖြတ်တာဘယ်လူတွေလဲဒီစစ်တပ်ကကောင်းနေကြီးပဲနော်ငါကိုယ်တိုင်ကခံစားလာရတာငါတို့ရွာဘေးနားမှာ63ခုနှစ်ကနော်တွေ့ဆုံဆွေးနေလဲပြက်ကောတခါတည်းလာပြီးတော့တိုက်ပွဲဖြစ်တာတိုက်ရွာလုံးဖျက်ဆီးပြတာနောက်တော့86ဒီဘကိုရုံးမအဲ့ဒီဘကိုရုံးမမှာရောက်လာတာလေဒီလိုပဲဥစ္စာမဆိုတဲ့မိသားစုကတစုလုံးသတ်ပလိုက်တာခလီရအစသူစားရက်ခါသွားရှာနေလို့သူလွတ်သွားတာနောက်တော့ဒီ86ဒီအရှိတိုင်အခုတက်မှာ9နယ်မြေကိုရောက်လာတယ်တဘောကွန်မှာငါတို့ရဲ့အမျိုးသမီးကိုလည်းမရင်းကြည့်သေးတယ်ထိုးလဲထိုးသတ်သေးတယ်သိလားတို့ဒီကကရင်အမျိုးသမီးတွေအပြူတွေသင်တိုင်းသူဝစ်တာကွာသင်တိုင်းပြဝစ်တာကိုအဲ့ဒါကိုကြည့်ပါလားမရင်းလည်းကြည့်သေးတယ်ထိုးလဲဓာတ်နဲ့လည်းထိုးသတ်ပလိုက်တယ်အဲ့ဒီကောင်ဘာတက်လဲခလိုက်ရ26တို့လိုက်တိုက်တာမမိဘူးနောက်မှဗိုလ်ချုပ်များရောမှာသွားပြီးတော့တိုးတာလို့ ਨੇ အဲ့ဒါလိုဟာဒီပေါ့အခုလဲသူပြောတဲ့ဟိုမှာမွတ်ဆလင်သူကတော့ဟိုမှာကဘာနေသူပြောတဲ့ချိန်ကမှာသူမဟုတ်ပါဘူးညောင်လုံးနေမွတ်ဆလင်အမျိုးသမီးတွေကိုနော်ဒီကောင်ကသူနေဝေးကိုယ်တိုင်ကဒီကိစ္စတွေကိုလုပ်ခဲ့တဲ့ကောင်ရှင်းပြောတာသူ့ရဲဘော်တွေကိုမလုပ်ဘူးလို့သူကအာမခံလားနော်အဲ့ဒါလိုဟာတွေရှိတယ်နေဝေးကိုယ်တိုင်ကအဲ့ဒါလိုအကျင့်တွေကျင့်ခဲ့တာရှင်းပြောကွာနေဝင်းအကျင့်ကျင့်တာတဲ့နေဝင်းကနေပြီးတော့ပြုစုခဲ့တာလေအခုတတိအကျင့်တွေရှိနေတာပဲအဲ့ဒါလိုတခုရှိတယ်မင်းတို့ငါ့ကိုမေးတယ်လို့ငါမင်းတို့ပြန်မေးချင်တာသူမလုပ်ဘူးလို့ပြောလို့ရမလားဟမ်မရဘူးငါတို့ကအဲ့ဒီနေမွတ်ဆလင်နေမခံစားခဲ့နေရတို့ကခံစားခဲ့ရတဲ့ကောင်တွေငါတို့အမျိုးသားတွေအဲ့ဒီလိုပြောပြန်တော့သူတို့ကဘာပြောလဲဆိုတော့ခင်ဗျားတို့ကမျိုးချင်းမြက်ကန်နေတယ်မင်းတို့မှဟာလူမျိုးကြီးတိုက်လိုက်ငါတို့မျိုးချင်းမြက်ကန်ဖြောက်ပြတ်သွားမယ်အလကားတို့မျိုးချင်းမြက်ကန်မဟုတ်ပါဘူးဒီနေ့ဟိုမှာရှင်းဆိုတာဖတ်တီဟိုတော့ကတောင်သူလေသမားသမက်ကအင်းသမက်ကကင်တာမြန်မာမျိုးသားတွေတို့ဘယ်လိုပြောလဲခင်ဗျားတို့ကရင်လက်နဲ့ကြိုက်တော်လန်ရေးဟာတဲ့ခင်ဗျားတို့အမျိုးသားတွဲလောက်တာလဲအဲ့ဒါလိုပြောတာအဲ့လိုပြောတော့ဒါသူကတော့ပြောမှာပဲဒါသူ့အမြင်သူပြောမှာတခက်က KNU ဆိုတာလဲ KNU အမျိုးသားတွဲလောက်တာဟုတ်ဒါပေမဲ့တို့မှတာဝန်ကြီးတစ်ခုယူရတယ်ဘယ်လိုတာဝန်လဲအမျိုးသားရင်းနဲ့အတန်းသားရေးတာဝန်ကြီးတစ်ခုထားတာအဲ့ဒါကြောင့်မှသူတို့လက်ခံတာသူတို့ပြောငါ့ပြောတာရှင်းလေးခင်ဗျားတို့မျိုးသားတို့လက်တာကျွန်တော်တို့ကုညီစရာမလိုဘူးတဲ့ကဲအဲ့ဒါကိုသူကအဲ့လိုပြောလိုက်တော့ကဲဟိုလေဘယ်လိုပြန်ဖြေမလဲအတွေ့အကြုံနဲ့အပေါ်မှာလဲလူတယ်လိလာမှုအပေါ်မှာလဲလူတယ်အဲ့ဒါတို့ကစစ်ကိုမလူလားပါဘူးစစ်ဆိုတာကောင်းတဲ့ဟာမှမဟုတ်ဘူးလူသေးတဲ့ဥစ္စာပဲနော်သူတို့ကတို့အပေါ်မှာလူမျိုးကြီးအဲ့ဒါကြောင့်မလို့တစ်ခါဟိုမှာတို့စကားပြောရတယ်
မဟာကိုသူသုံးလို့ရှိရင်သူတို့ကမကြိုက်ချင်ဘူးမဟာရဲ့အခြေခံပါလေဘယ်အခြေခံပေါ်မှာဘယ်အချက်အဲ့လက်ဘယ်နှစ်ချက်ပေါ်မှာအခြေခံတယ်လဲအေးအဲ့ဒါလို့တော့ဖတ်တီကပြန်မေးတာပေါ့အေးအဲ့ဒါပါအများကြီးပြောခြင်းတယ်တိုက်ပွဲဖြစ်ခဲ့တယ်မှာတို့ရဲဘော်တွေဆိုသတ်တာလည်းမနှဲဘူးအမျိုးသမီးတွေကိုလည်းမစိမ့်ကျင်ခဲ့တာလည်းမနှဲဘူးဒီကောင်တွေပြောရတယ်နော်ဦးနုလက်ထက်တည်းကနေစပြောလို့ရတယ်နော်ဟိုမှာတရုတ်ပြည်မြန်မာနိုင်ငံတွေကဝင်လာတော့မတိုက်ရဲပဲနဲ့အဲ့တော့တိုက်ရင်ပေါင်း60လောက်ရှိတာကိုခုနေရင်လောက်နေတဲ့ဟိုမှာတိုက်ပွဲလေး50နဲ့တပွဲတည်းသွားတိုက်ငါတို့ပြည်သူစကြတော့ပြန်တိုက်လိုက်တာမရလဲကဲခုမှခုနေတဲ့တို့ကြံတာအကုန်လုံးတို့ပြည်သူတွေကိုတိုက်တယ်စစ်စင်ရေးကြီးပဲ108ကြိမ်လောက်တယ်နော်တိုက်ပွဲကြီးပေါင်း360နဲ့386ပွဲတိုက်ပွဲငယ်2943ပွဲဒေသန္တရက1224ပွဲတိုက်တယ်နော်အေးအဲ့ဒါလိုဟာတွေဟာတို့ကစစ်ကိုမလိုပါဘူးသူတို့လှုပ်လို့သာတို့ကကိုကကွယ်တဲ့နီးနဲ့တို့ကကြိုက်ဆွဲပြီးတိုက်ရတာပဲဟုတ်လားအေးအဲ့ဒါပါဒါပေမဲ့ပြောချင်တယ်အများကြီးရှိတယ်ဥနုလက်ထက်တော့ကဟုတ်လားသူအုပ်ချုပ်တဲ့အချိန်ကမှအမျိုးသမီးမရင်းကျင်တာတို့တမန်တိုက်တာတို့ပြန်ဘေးဆွဲတာတို့အဲ့ဒါပါထည့်ပြောချင်တာဒါပေမဲ့ပြောလို့အချိန်မရလို့သာနော်တူတူနဲ့လူရင်းကိုပြောတာပဲဖတ်တီဟုတ်တယ်မဟုတ်လားအဲ့ဒါဒီဖတ်တီတို့ပြည်သူတွေဘလူတွေခံစားလဲဖတ်တီတို့ပြည်သူတွေပဲခံစားရတယ်အခုတိုက်ပွဲတစ်ပွဲဖြစ်တဲ့ဆိုတဲ့ဟာဘလူတွေမှာသွားထိတယ်ပြည်သူတွေပဲငတ်ပြည်သူတွေလည်းပဲထိတာပဲဟုတ်တယ်မဟုတ်လား